ဒီငါလိုမသားကလေးနှစ်ဦးသည်ဘတ်စကားပေါ်တွင်စော့ကစားရင်းဘောလုံးနှလုံးကိုကားပေါ်မှအမှတ်မထင်ပြုတ်ကျသွားစေခဲ့သည်ရင်မောင်းဖြစ်သူကမူတတိမထားမိခဲ့ပေထိုအချိန်တွင်အမ်မာလမ်းလျှောက်လာပြီးဘောလုံးတစ်လုံးကိုလှမ်းကန်၍ကားပေါ်သို့ပြန်ထည့်ပေးလိုက်သည်ထို့နောက်သူမသည်နောက်သို့တလန်းဆုပ်ကာအာယူလိုက်ပြီးဒုတိယမြောက်ဘောလုံးကိုလျှက်စီးလက်သည့်အလားပြင်းထန်စွာကန်တင်လိုက်ရာမီတာ100ခန့်ဝေးကွာနေပြီဖြစ်သောဘတ်စကားထဲသို့အတိအကျဝင်သွားတော့သည်ထိုအဖြစ်အပျက်ကိုဘောလုံးနီးပြတဦးကအမှတ်မထင်မြင်တွေ့သွားခဲ့သည်သူသည်အမ်မာထံသို့အပြေးလွှားရောက်ရှိလာပြီးသူ၏အသင်းတွင်လက်ထောက်နီးပြအဖြစ်ဝင်ရောက်လုပ်ကိုင်ရန်ကမ်းလှမ်းလေသည်အမ်မာသည်သူမအလိုရှိသလောက်လစာကိုတောင်းဆိုနိုင်သည်ဟုဆိုတော်လဲသူမကညှင်းဆိုရန်သာကြံစီခဲ့သည်သို့သောသူမအားအလုံးမထုတ်ပယ်ခဲ့သောအသင်းဟောင်းသည်ရွှေဘောလုံးဖလားကိုစွတ်ခူးသွားသည်ကိုမြင်လိုက်ရချိန်တွင်အမ်မာရင်ထဲ၌ပြိုင်ပွဲဝင်လိုစိတ်မိတောက်များထပ်မံတောက်လောင်လာခဲ့သည်သူမသည်လစာ$1မျှမတောင်းဘဲစာချုပ်တွင်ချက်ချင်းလက်မှတ်ရေးထိုးလိုက်တော့သည်ကစားသမားများသည်နီးပြချုပ်ကတခြားကလပ်အသင်းတစ်ခုမှထုတ်ပယ်ခြင်းခံရသူကိုလက်ထောက်နီးပြအဖြစ်ခေါ်ဆောင်လာသည်ကိုမြင်သောအခါအမ်မာ၏စွမ်းဆောင်ရည်အပေါ်ချက်ချင်းတန်တရားဝင်ကြတော့သည်အမ်မာသည်သူတို့၏ယုံကြည်မှုကိုရရှိရန်ဆုံးဖြတ်လိုက်သည်သူမသည်ဝန်ထမ်းများအားအပေါက်3ပေါက်ပါသောအမှတ်အသားပုတ်ပြားတစ်ခုကိုယူဆောင်လာခိုင်းသည်အမ်မာသည်ဘောလုံးကိုအပေါက်တစ်ခုတည်းသို့တာမန်ကာရှန်ကကန်သွင်းပြလိုက်သည်သို့သောကစားသမားများကမူအထင်မကြီးကြသေးပဲအပေါက်ကအလွန်ကြီးမားသဖြင့်မည်သူမဆိုသွင်းနိုင်သည်ဟုဆိုကြသည်ထိုအခါအမ်မာကပုတ်ပြားကိုနောက်သို့မီတာ10ခန့်ဆုတ်ရွှေ့ခိုင်းဒုတိယအကြိမ်ကန်သွင်းလိုက်သောဘောလုံးသည်လျှက်စီးကဲ့သို့ပင်နောက်ထပ်အပေါက်တစ်ခုတည်းသို့ဝင်သွားပြန်သည်ကစားသမားများကမူအမ်မာသည်ကန်ကောင်း၍သာဖြစ်သည်ဟုစွန့်ညင်းကြပြန်သည်ထိုအခါအမ်မာကပုတ်ပြားကိုမီတာ50အကွာဝေးထိထပ်မံဆုတ်ခိုင်းလိုက်သည်သူမသည်နောက်ပြန်ကျွမ်းပစ်ကာဘောလုံးကိုအသေးဆုံးအပေါက်ထဲသို့အောင်မြင်စွာကန်သွင်းပြလိုက်တော့သည်ယခုအခါတွင်မူကစားသမားများအားလုံးလုံးဝအံ့အားသင့်ကအတိမတ်ပြုသွားကြတော့သည်နာယီဝက်သို့မဟုတ်လက်ဝက်ခန့်အမ်မာ၏လေ့ကျင့်ပေးမှုအောက်တွင်ဤတတိယတန်းစားအသင်းလေးသည်စက်တိုက်နိုင်ရရှိကာအသင်းရိုင်းတသင်းဖြစ်လာခဲ့သည်သူတို့သည် Los Angeles ဘောလုံးလိဆီမီဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့သည်သူတို့၏ပြိုင်ဘက်မှာတစ်ချိန်မျှမရှုံးဘူးသေးသောတန်မနီကလပ်ဖြစ်သည်ပွဲစပြီး9မိနစ်မှာပင်စပတ်အသင်းကပထမဂိုးကိုသွင်းယူလိုက်သည် Thunder အသင်းကောင်းဆောင်ကသူ၏အသင်းသားများအားကစားကွက်မြင့်ရန်အချက်ပြလိုက်သည်ထိုအချိန်မှစ၍ Spark အသင်းဂိုးထပ်မသွင်းနိုင်တော့ဘဲ Thunder အသင်းကသာစက်တိုက်ဂိုးသွင်းယူသွားခဲ့သည်လက်ထောက်နီးပြအမ်မာသည်ထူးဆန်းသောအချက်တစ်ခုကိုသတိပြုမိလိုက်သည် Thunder အသင်းသည်သူတို့၏ကစားကွက်နှင့်နီးပြူဟာတိုင်းကိုကြိုတင်သိရှိနေသည့်အလားဖြစ်နေသည်အမ်မာမသိသည်မှာအဘယ်နည်းသူမ၏လောဘကြီးသောအလုရှင်ဟောင်းသည်သူမအားအဆက်ခွဲရန်အတွက် Spark ကလပ်၏ဝန်ထမ်းတဦးကိုတိတ်တဆိတ်လက်ထိုးခဲ့ခြင်းဖြစ်သည်ထို့ကြောင့် Spark အသင်း၏နီးပြူဟာများမှာ Thunder အသင်းထံသို့ပေါက်ကြားသွားခဲ့ခြင်းဖြစ်သည်အမ်မာသည်အခြေအနေတစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်းရိပ်မိသွားပြီးကစားကွက်ကိုချက်ချင်းပြောင်းလဲလိုက်သည်သူမသည်ကစားသမားများအားလျှို့ဝှက်လေ့ကျင့်ထားသောကစားကွက်လက်နက်ကိုထုတ်သုံးရန်မှာကြားလိုက်သည်ဒုတိယပိုင်းပွဲစဉ်စတင်ခဲ့ပြီဖြစ်သည် Spark အသင်းသည်နောက်ဆုံးတွင်သူတို့၏အစွမ်းမှန်ကိုပြသနိုင်ခဲ့သည်ဂိုးများမှာတကိုးပြီးတကိုးဝင်လာခဲ့ပြီးရမှတ်များမှာလည်းတဖြည်းဖြည်းပြန်လည်အမိလိုက်လာနိုင်ခဲ့သည် Thunder အသင်းကောင်းဆောင်သည်ထိုပြောင်းလဲကိုမြင်သောအခါသူတို့အသင်းသည်ရုံမာသောကစားကွက်များကိုစတင်အသုံးပြုတော်သည်ထင်ရှားသောစီကံဖောက်ဖျက်မှုဖြစ်ပွားခဲ့တော်လဲဒိုင်လူကြီးကမမြင်ချင်အောင်ဆောင်ခဲ့သည်နီးပြချုပ်ကကန့်ကွက်ခဲ့သဖြင့်ဝါနင်းကပ်အပြခံလိုက်ရသည် Thunder ကစားသမားများသည်ပုံမကြမ်းတမ်းလာကြပြီးဂိုးကွာဟချက်မှာထပ်မံကျေပြန့်သွားသည်အမအသင်း၏ဂိုးသွင်းမှုကိုတားဆီးရန်အတွက် Thunder အသင်းကောင်းဆောင်သည်ရုံမာသောအကွက်ကိုသုံးလိုက်ရာ Spark ကစားသမားတဦးပြင်းထန်စွာဒဏ်ရာရရှိပြီးလဲကျသွားခဲ့သည်ထိုအခါမှဒိုင်လူကြီးကဝီစီမုတ်တော်သည် Spark အသင်းကောင်းဆောင်ကိုကွင်းပြင်သို့ထမ်းဆင်ဖြစ်တဲထုတ်သွားရသည်သူတို့တွင်လူစားလဲရန်ကစားသမားအပိုမရှိတော့ပေဒုတိယပိုင်းပြီးရန်9မိနစ်သာလိုတော့ပြီးအနိုင်ရရန်အတွက်နောက်ထပ်9ဂိုးလိုအပ်နေသည် Thunder အသင်းကသူတို့အားဆက်လက်ရန်စနေတော်လဲ Spark အသင်းသည်လက်မလျှော့ရန်ဆုံးဖြတ်ထားသည်နီးပြချုပ်ကအမအားကွင်းထဲသို့ဝင်၍ကစားရန်ပြောလိုက်သည်အမမှာအံ့အားသင့်သွားရသည်အမှန်စင်စစ်သူမလက်မှတ်ရေးထိုးခဲ့သောစာချုပ်မှာကစားသမားစာချုပ်ဖြစ်နေသည်ကိုသူမသိလိုက်ရသည်အမသည်လူစားလဲမိကစားသမားစရင်တွင်အမြဲတမ်းပါဝင်နေခဲ့ခြင်းဖြစ်သည်သူမသည်ပွဲထဲသို့ဝင်ရန်သတ်မှတ်ထားသောစီကံချက်များနှင့်ကိုက်ညီနေသည်အမ်မာသည်အလိန်ခံလိုက်ရသည်ဟုခံစားရသဖြင့်သူမကွင်းထဲမဝင်နိုင်ကြောင်းပြောကာလှည့်ထွက်သွားရန်ပြင်သည်နီးပြချုပ်ကသူမအားတားဆီးလိုက်သည်သူသည်သူ၏ဘဝတစ်ခုလုံးဘောလုံးကစားလာခဲ့ပြီးသူ၏တစ်ခုတည်းသောအိမ်မက်မှာချန်ပီယံဆုရရှိရန်ဖြစ်ကြောင်းအမ်မာအားပြောပြသည်အမ်မာသည်လွန်ခဲ့သော9နှစ်ကအတိတ်ကိုပြန်လည်အမှတ်ရသွားသည်အမ်မာသည်ဖိုင်နယ်ပွဲစဉ်မတိုင်မီကအသင်းကောင်းဆောင်ဖြစ်ခဲ့သည်ထိုစဉ်ကသူမတွင်ကိုယ်ဝင်ရှိနေပြီဖြစ်ကြောင်းသိလိုက်ရသည်တစ်ဖက်တွင်မိသားစုတစ်ဖက်တွင်သူမနှင့်နီးပြ၏အိမ်မက်များနှင့်သူမကိုယုံကြည်နေကြသောပရိသတ်များရှိနေသည်အမ်မာသည်ဖိုင်နယ်ပွဲစဉ်မှာနှုတ်ထွက်ရန်ရွေးချယ်ခဲ့သဖြင့်ပရိသတ်များကသူမအားစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ကြသည်အမ်မာသည်ဘောလုံးဘယ်တော့မှပြန်မကစားတော့ဟုတစ္ဆာဆိုခဲ့သည်9နှစ်ကြာပြီးနောက်တွင်မူသူမ၏ခင်မွန်းသည်သူမအားတစ္ဆာဖောက်ခဲ့ပြီးကလေးလဲဆုံးရှုံးခဲ့ရသည်အမ်မာကိုယ်တိုင်တိဆောက်ခဲ့သောအသင်းမှာအောင်မြင်မှုရရှိသွားတော်လဲသူမ၏ခင်မွန်းကသူမအားအလုံးမထုတ်ပယ်ခဲ့သည်ယခုအခါအမ်မာသည်နောက်ထပ်ရွေးချယ်မှုတစ်ခုနှင့်ရင်ဆိုင်နေရပြီဖြစ်သည်အမ်မာသည်ဘောလုံးကွင်းထဲသို့လှမ်းကြည့်လိုက်သည်ထိုနေရာတွင်လက်မလျှော့ဘဲစူးစမ်းနေကြသောကစားသမားများနှင့်မျှော်လင့်ချက်အပြည့်ရှိနေသောနီးပြချုပ်တို့ရှိနေကြလေတော့သည်